ဒီအမျိုးသမီးဟာသူ့ကလေးရဲ့အနှီးကိုအာမနာရန်ဆွဲဖြဲပြီးပင်လယ်ထဲပစ်ချလိုက်ပါတယ်။အဲ့ဒီအနံ့ကငါးတွေကိုဆွဲဆောင်နိုင်တယ်ဆိုတာကိုသူအဲ့ဒီအချိန်မှာလုံးဝမတွေးမိခဲ့ပါဘူး။အင်ကုန်ခန်းပြီးစာလောက်မို့တိတ်နေတဲ့သူမဟာကွန်တိန်နာကျမ်းပြင်ပေါ်မှာပဲအပြက်ပြီးလဲကျသွားခဲ့ပါတယ်။သူလက်လျှော့တော့မဲ့အချိန်မှာပဲအပေါ်ကနေလေရင်တစည်းပြန်တန်းသွားတာကိုတွေးလိုက်ရတဲ့သူချက်ချင်းပဲအထဲကိုပြေးဝင်ပြီးမှန်ကွက်တစ်ခုကိုယူကာလေရင်မောင်းသူတတိထားမိအောင်နေအောင်နဲ့အချက်ပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့လေရင်ကတော့ဝေးရကိုပြန်ထွက်သွားခဲ့ပါပြီ။အဲ့ဒီနောက်မှာတော့သူ့မျက်စိကရှုပ်ထွေးနေတဲ့နှကြက်ကြိုးတွေပေါ်ရောက်သွားပြီးစိတ်ကူးတစ်ခုရခဲ့ပါတယ်။အဲ့ဒီကြိုးတွေကိုတုံးပြီးငါးဖမ်းပိုက်တစ်ခုသူ့လှုပ်လိုက်ပါတယ်။နောက်တနေ့မနက်မှာတော့ကလေးရဲ့အနှီးကိုပိုက်ထဲထည့်ပြီးပင်လယ်ထဲချလိုက်ပါတယ်။ပြင်းထန်တဲ့အနံ့ကြောင့်ငါးတွေအများကြီးစုယုံရောက်ရှိလာပြီးရက်ပေါင်းများစွာအတွင်းပထမဆုံးအကြိမ်သူပိုက်ဝဝစားလိုက်ရပါတယ်။အသက်ရှင်ဖို့ယုံကြည်ချက်တွေပြန်ရလာတဲ့သူမဟာနေ့တိုင်းရေမျက်နှာပြင်ကိုတိုင်းတာပြီးကွန်တိန်နာထဲကရေတွေကိုအပြင်ထုတ်ခဲ့ပါတယ်။ကဲကြပါဆိုတဲ့စာသားတွေကိုပလင်းထဲထည့်ပြီးတစ်လုံးပြီးတစ်လုံးပင်လယ်ထဲမျောရင်းတယောက်ယောက်တွေ့ပါစေလို့သူဆုတောင်းနေခဲ့ပါတယ်။အခြေအနေတွေတဖြည်းဖြည်းကောင်းလာပြီလို့ထင်ရပေမဲ့တညမှာတော့ပြင်းထန်တဲ့အတန်ကြီးကြောင့်သူ့လက်နိုးလာပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ဖုန်းလေးပွင့်လာပြီးခင်မုန်းဖြစ်သူဂျက်စီကဖုန်းဝင်လာပါတယ်။ဒါပေမဲ့အဲ့ဒါကဂျက်စီကနောက်ဆုံးစာဖြစ်နေပါတယ်။ဂျက်ဟာနေဆက်ဖြတ်ကျော်ရင်းအဖမ်းခံရပြီးအသက်ခံလိုက်ရပါပြီ။တေခါနီးမှာဇနီးဖြစ်သူလူနာအတွက်နောက်ဆုံးနှုတ်ဆက်စကားပို့သွားခဲ့တာပါ။ဒီသတင်းကြောင့်လူနာတယောက်စိတ်နှလုံးကြေကွဲသွားခဲ့ပေမဲ့သူ့ရဲ့ရင်ခွင်ပိုက်ကလေးလေးအတွက်တော့ဇွဲမလျှော့ပဲစက်တိုက်ပွဲဝင်ခဲ့ပါတယ်။26ရက်မြောက်နေ့မှာတော့ရေတွေဟာအစမတန်တက်လာပြီးသူတို့အိတ်ဆက်တဲ့နေရာအထိမြုပ်သွားခဲ့ပါပြီ။ကွန်တိန်နာကြီးကလည်းတဖြည်းဖြည်းနစ်မြုပ်နေပြီဖြစ်လို့သူတို့သားမိရဲ့အသက်ရှင်ကျန်ရစ်မှုတိုက်ပွဲကတော့ပိုပြီးခက်ခဲလာပါတော့တယ်။စိတ်ဝင်စားစရာဗီဒီယိုလေးများကိုထပ်ထပ်ပြီးအဆက်မပြတ်တင်ပေးမှာမို့လို့ဒီအကောင့်လေးကို like and follow လုပ်ပေးခဲ့ပါဦး။